90မှာစတုမဟာရနတ်ပြည်ရဲ့တရက်ပဲစတုမဟာရနတ်ပြည်ရဲ့တတန်းကကြတော့နှစ်900ဆိုလူပြည်တတန်းနဲ့ဆိုရင်6တန်းလူပြည်နှစ်တရာမှာတာရိနာနတ်ပြည်တရက်တာရိနာနတ်ပြည်ရဲ့တတန်းကကြနှစ်1000ဆိုလူပြည်ရဲ့တတန်းနဲ့ဆိုရင်3ကလေးနဲ့6တန်းရှိရယ်လူပြည်နှစ်နေရာမှာယာမပြည်ကကြတော့တရက်ယာမပြည်ရဲ့တတန်းကကြတော့2000ရှိရယ်2000ဆိုလူတတန်းနဲ့ဆိုရင်14ကလေးနဲ့4တန်းရှိရယ်လူပြည်နှစ်400မှာတုတိတာနတ်ပြည်ကကြတော့သူကတရက်တုတိတာနတ်ပြည်ကကြတော့4000ရဲ့တတန်းဆိုလူပြည်ကတတန်းနဲ့ဆိုရင်59ကလေးနဲ့မှ6တန်းရှိရယ်လူပြည်နှစ်800မှာနေမနာရတိနတ်ပြည်ကတရက်နေမနာရတိနတ်ပြည်ရဲ့နတ်တတန်း8000လူပြည်တတန်းနဲ့ဆိုရင်230ကလေးနဲ့မှ4တန်းရှိရယ်လူပြည်နှစ်1600မှာဝိတ္တဝရီနတ်ပြည်ရဲ့တရက်ဝိတ္တဝရီနတ်ပြည်ရဲ့နတ်တတန်းကကြတော့16000ရှိရယ်16000ဆိုလူတက်တန်းနဲ့ဆိုရင်921ကလေးနဲ့မှ6တန်းရှိရယ်ကွာလူတက်တန်းနဲ့ငရဲပြည်ရဲ့တတန်းကိုတွက်ပြမယ်ကွာစတုမဟာရနတ်ပြည်နှစ်900မှာတိန်းဆုံးငရဲပြည်ရဲ့တရက်တိန်းဆုံးငရဲပြည်တရက်လူပြည်နှစ်9တန်းပြီးရင်တာရိနာနတ်ပြည်နှစ်1000မှာကာလာတုံငရဲပြည်ရဲ့တရက်ကာလာတုံငရဲပြည်တရက်လူပြည်နှစ်3ကလေးနဲ့မှ6တန်းယာမပြည်ရဲ့မှာနှစ်2000ကကြတော့တန်ခါတငရဲပြည်ရဲ့တရက်တန်ခါတငရဲပြည်တရက်လူပြည်နှစ်14ကလေးနဲ့4တန်းတုတိတာနတ်ပြည်ရဲ့မှာနှစ်4000တတန်းကကြတော့ရောယူဝငရဲပြည်ရဲ့တရက်ရောယူဝငရဲပြည်တရက်ကကြတော့လူပြည်ရဲ့တတန်းနဲ့ဆိုလို့ရှိရင်59ကလေးနဲ့မှ6တန်းနေမနာရတိနတ်ပြည်ရဲ့မှာနှစ်8000ကကြတော့မဟာရောယူဝငရဲပြည်ရဲ့မှာတရက်မဟာရောယူဝငရဲပြည်တရက်လူပြည်နှစ်230ကလေးနဲ့မှ4တန်းပြီးတော့ဝတ်တော်ရီနတ်ပြည်နှစ်16000ကကြတော့တာပနငရဲပြည်ရဲ့မှာတရက်တာပနငရဲပြည်တရက်လူပြည်နှစ်တတန်း921ကလေးနဲ့မှ6တန်းမဟာတာပနငရဲကကြတော့အန္တရာကတဝက်အဝိဇိငရဲကကြတော့အန္တရာကတကက်အန္တရာကဆိုတာဘာလဲဆိုတော့ခါကြတော့10နှစ်တန်းကနေပြီးတော့ဟိုအတင်ချေထီကိုတက်ကက်ပြီးအတင်ချီကနေအောက်10နှစ်တန်းထိစုပ်ကက်အဲ့လိုမျိုးတက်ကက်စုပ်ကက်တစ်ခုပြီးမှအန္တရာကတစ်ခုပြီးတာကွာတက်ကက်ကြ10အတက်က10နှစ်20 30 40အဲ့လိုမျိုးပြီးအသက်100ပဲထား180 90အဲ့လိုမျိုးရော့လာကွာတက်ကက်စုပ်ကက်တစ်ခုပြီးမှအန္တရာကတက်ကက်ပြီးတာအဲ့ဒါမှအဝိဇိငရဲပြီးရဲ့တရက်